ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Gone Vlog မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကတော့ပထမဦးဆုံးကျွန်တော်အမေရိကရောက်ပြီးတော့ပထမဦးဆုံးကျွန်တော်နိုင်ငံခြားကိုကျွန်တော်သွားရမှာဖြစ်ပါတယ်ကျွန်တော်အမေရိကမဟုတ်ပဲကျွန်တော်တခြားနိုင်ငံကိုကျွန်တော်သွားပြီးတော့ဒီနေ့ vlog ရိုက်မှာဖြစ်ပါတယ်အဲ့နိုင်ငံကတော့ကျွန်တော်ကနေဒါဖြစ်ပါတယ်ကျွန်တော်လောလောဆယ်ကတော့ကျွန်တော်ကနေဒါရဲ့ border မြို့တစ်မြို့လေးကိုရောက်နေရတယ်ကျွန်တော်မထူးကနေဒါကိုသွားမယ်ပြီးကနေဒါမှာကျွန်တော်နာမည်ကြီးတဲ့ coffee လေးရှိအဲ့ coffee လေးကျွန်တော်တောက်ပြီးတော့ကျွန်တော်တစ်ချက်ချင်းလုပ်ပြီးလာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တွားကြရအောင် see you in Canada guysကဲကျွန်တော်တို့အခုတော့ကနေဒါထဲသွားဖို့အတွက်ကတော့ကျွန်တော်တို့ Green Canada Passport နဲ့လိုပါတယ်ဆိုတော့ Green Canada Passport ကိုကျွန်တော်တို့ ready လုပ်မယ်ကျွန်တော် almost border နားလေးကိုရောက်နေပါပြီဆိုတော့ဒီမှာကျွန်တော်ရဲ့ Green Card နဲ့ Passport နဲ့ပါဆိုတော့တော်လို့တော့ရခဏဆောင်နေပါဆိုတော့ကျွန်တော်ဟုတ်အရှိမဆိုကျွန်တော်တို့မြင်ရပြီခင်ဗျားတို့ကျွန်တော်ပြပါမယ်ကျွန်တော် US နဲ့ Canada ရဲ့တရားဆိုတော့ကျွန်တော်တို့ပထမဆုံး tour တစ်ခုစပြီပေါ့နော်ဆိုတော့ကျွန်တော် tour ဝင်မယ်တော့ကျွန်တော်တို့ကနေဒါဝင်မယ်ဆိုရင်ကျွန်တော်တို့ tour ကားက 3.25 ပေးရပါတယ် Hello. Here you go, sir. I'm sorry. Oh, what is this? Welcome to Canada, bro. ကျွန်တော်ခုဒီတော့မစက်သေးဘူးကျွန်တော်တို့ကတော့အခုကတော့လုံးဝတရားပေါ်ရောက်လာပြီဒီတရားကြီးကမိုက်တယ်ကတ္တရာကြီးတော့မဟုတ်ဒါတော့ US နဲ့ Canada ရဲ့တရားလေးဖြစ်ပါတယ်မိုးရွာနေရဗျာဖြစ်ချင်တော့မိုးတွေနဲ့ကြိုးတာသွားနေပါတယ်မိုးရတယ်ဗျာမိုးရတယ်မလမ်းရတယ်ပြောတယ် In 1,000 feet, continue on to Ogdensburg Prescott International Bridge. Canada ပဲရောက်တာနဲ့မိုးကတိတ်သွားတာတခါတည်းပဲလုံးဝတိတ်သွားပြီထူးဆန်းလိုက်တာကဲ Continue ဟို for ဘာလဲ 1 ဒီမှာ mile. ပြကျွန်တော်နဖတ်လို့လည်းတပူသွားတယ်မတူလည်းတက်တာတယ်လည်းမျိုးပုံပဲဒီ San Francisco တည်းလည်းဘာလို့ကကတော့Canada မှာရှိစေရောဒါတို့ရစေရောပဲခင်ဗျားတို့ကျွန်တော် detail နဲ့လိုက်ရိုက်ပေးပါမယ်နိုင်သမျှကျွန်တော်တို့မကြခင်မှာကနေဒါကတို့စစ်တဲ့လူတွေကျွန်တော်တို့စစ်တယ်မှာပါနော် US ဘက်အဝယ်မှာတော့မစစ်ဘူး US မှာတစ်ခါတိုးဂိတ်ဖို့ပတ်စံပေးရတယ် 3.25 bit တစ်ခါတည်းဝင်လို့ရတယ်ពេលဒီ US နဲ့ကနေဒါ border ကိုကြော်ပြီးမှကနေဒါရဲ့အဝယ်မှာပဲသူကနေဒါစစ်တယ်ဆိုတော့ပြန်လာလို့ရှိရင်ကနေဒါမစစ်ဘူး US ကသူကစစ်မှာပါဆိုတော့အခုချိန်ကြီးတော့အစစ်မခံနေတယ် almost ကနေဒါရဲ့ဝင်သွားပြီ almost ကနေဒါရဲ့ဝင်သွားပြီ Canada ကြီးပါဗျာ Welcome to Canada ကဲအရှိမတော့ကေးရောက်ပြီ ready ပါဗျာ ready guys ကဲဗျာကျွန်တော်တို့ finally Canada တဲ့ကိုကျွန်တော်တို့ဝင်သွားပါပြီဗျာဆိုတော့ Canada တဲ့ကိုဝင်တာနဲ့ပထမအောင်ဆုံးကျွန်တော်တို့သတိထားမိတာ US နဲ့မတူတာ mile per hour ပေါ့ကျွန်တော်တို့ဒီမှာ US မှာတော့ mile per hour ဆိုပြီးပြတယ်သူတို့ကတော့ kilometer ဆိုပြီးပြောင်းသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါပထမဆုံး notice လုပ်မိတာပါပြီးခင်ဗျားတို့ကျွန်တော်ဗျာအဝင်ရဲ့ experience လေးကိုကျွန်တော်ခင်ဗျားတို့ share ပေးမယ်ဗျာတကယ်ရစ်တယ်သူကတောင်းတန်းအဲ့လောက်တော့မရစ်စရာတော့မလိုဘူးကွာကျွန်တော်တို့အိမ်ဆုံး passport မေးတယ်ဆိုတော့ကျွန်တော် green card နဲ့ကျွန်တော် passport နဲ့ပေးလိုက်တယ်ပြီးဘယ်သွားမှလဲလို့ပြောကျွန်တော်တို့သွားတဲ့မြို့နာမည်ပြောတယ်ဗျာဆိုတော့
ကျွန်တော်တို့ မားတဲ့ဟာပြောတယ် ဆိုတော့သူကကျွန်တော်တို့ပြောဘယ်မျိုးသွားမှလဲကျွန်တော်ဒီမျိုးသွားမယ်လို့ပြောတယ်ဆိုတော့ဘာသွားလုံးမှလဲတဲ့ကျွန်တော်ဒီတိုင်းပဲလို့တပုံသွားရမှာဘာညာပြောဆိုတော့ like တဲ့တော့ဘာပဲလုံးမှလို့ဘာလို့တဲ့ကျွန်တော်တို့ဒီတိုင်းမတင်ကြလို့ဘာလို့လဲပြီးတော့ okay လို့ပြောတယ်ဆိုတော့ဘာမှမပြောဆိုတော့ကျွန်တော်တို့လောလောဆယ်တော့ officially ကနေဒါထဲမှာပါဆိုတော့ကျွန်တော်တို့မြို့တစ်မြို့သွားနေအဲ့မြို့တစ်မြို့မှာနာမည်ကြီးတယ်ကျွန်တော်ကနေဒါရဲ့ coffee လေးတောက်မယ်ပြီးနေတဲ့ view လေးကြီးပဲတက်ပုံတွေရိုက်မယ်ပြီးရင်တော့ကျွန်တော်ပြန်လာမှာဖြစ်ပါတယ် oh my god ကိုမယုံနိုင်သေးပဲကနေဒါထဲရောက်လာပြီ view oh my god ဆိုတော့ guys see you ပါဗျာ လမ်းမလား မဲနဲ့ဒီမှာသူတို့80 km/h ဆိုပြီးပြထားပါတယ်ဆိုတော့ကျွန်တော်တို့အခုကတော့ကနေဒါရဲ့ Walmart ကိုရောက်နေရပါဆိုတော့ကျွန်တော်ကနေဒါမှာဘာသတိထားမိလဲဆိုတော့ဒီ US နဲ့ကနေဒါ like almost အကုန်လုံး same လို့ပဲလမ်းနေရလဲတပုံစံပဲအဆောက်အဦတွေလည်းတပုံစံပဲဆိုင်တွေလည်းဒါပဲအကူလုံးကပြတိတာကျွန်တော်အခုကနေဒါရောက်တယ်လို့ပြောတာ like စိတ်ထဲမှာ December ကနေဒါဆိုတဲ့ feeling ကိုတခုမှမရှိဘူးပြတိတာမဟုတ်လဲဆိုဒီမျိုးဒီကနေဒါရဲ့အလန်နေပါလေကျွန်တော် US ကျွန်တော် Vermont မှာနေဆို Vermont ကလည်း border ဆိုတော့အဲ့မှာလည်းတွေ့နေရဆိုတော့လမ်းနေဘာတွေအကူလုံးကတပုံစံပဲဆိုတော့ကျွန်တော်တက်ကတော့ဒီခါကနေဒါရောက်တဲ့ experience ကတော့ဘာမှထူးခြားတယ်ဆိုတဲ့ feeling တော့မရဘူးကိုယ့်ကအမေရိကထဲမှာကန်နဲ့ပတ်လည်နေဆိုတဲ့ feeling မရတယ်ပြန်ဒီမှာကနေဒါအဲ့ဒါပဲကွာအလန်ပဲကွာကနေဒါရဲ့အလန်နေမြင်ရတယ်အဲ့ဒါပဲကွာဆိုအဓိကကျွန်တော်လက်ရှိတွေ့နေရတဲ့ပြဿနာကတော့ internet ဗျာလုံးဝဒီထဲကိုဝင်လာနေကျွန်တော်တို့မှာ line လုံးဝမရှိဘူးဟိုဖုန်း line တော့ရှိတယ်ဗျာဒါပေမဲ့ internet ကတုံးလို့မရဘူးဖြစ်နေတာဆိုတော့အခုကျွန်တော်အမားနဲ့လာထားဗျာကျွန်တော်အမားတော့ Walmart ထဲဝင်ပြီးသူ internet ချိတ်ပြီးတော့ map ထောက်ဖို့အတွက်တွားထားတယ်ကျွန်တော်လောလောဆယ်ကားထဲမှာစောင့်ထားတာပေါ့အဓိကတော့ဒီနေ့လာရတဲ့အကြောင်းအရာတော့ကျွန်တော်ကနေဒါထဲဝင်ဘူးတီရှိအောင်ကျွန်တော်ရောက်ဘူးတီရှိအောင်ဆိုတော့ experience နဲ့ကျွန်တော်လာတာပါတည်မလားဟိုလိုလဲဖို့တွေပါတယ်အလောင်းထိမဟုတ်လာမဲ okay ငါအမေရိကsorry ကနေဒါရောက်ဘူးလားအေးငါရောက်ဘူးတယ်ဆိုတဲ့ feeling လောက်ပဲလိုချင်လို့လာတာပါကျန်တာတော့ကျွန်တော်နောက်မှအေးစစ်စစ်အချိန်ရရင်ကျွန်တော် Montreal ကျွန်တော်တို့ ਨੇ ပိုနီးတယ်ဗျာ Montreal ကအဲ့ဒီတွေပါတယ်တွားမယ်အဲ့ဒါတော့နောက်မှပေါ့ဆိုတော့ trip တွေပါတယ်လည်းတွားဖို့ season တွေပါတယ် international တွေပါတယ်ပေါ့စတာပါဒါတော့ ကနေဒါရဲ့ကျွန်တော်တို့ရဲ့ favorite coffee ပေါ့ကနေဒါရဲ့ favorite coffee ဒါတော့နာမည်ကြီးပါတယ် Tim ကောင်းတယ်ကဲဆိုကျွန်တော် address ရပြီဆိုတော့ကျွန်တော်တို့ကတော့လက်တော့မှာပါကျွန်တော်တို့ US ကိုကျွန်တော်တို့တောင်းပါကနေဒါနဲ့ကျွန်တော် US ကိုပြန်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီလောက်ပါပဲဗျာမောင်ကုန်းကနေဒါရောက်ပြီးသွားပြီဆိုတော့ vlog လေးပဲကျွန်တော်ဒီနေ့တင်လိုက်တာဖြစ်ပါတယ်နောက်မှပဲကျွန်တော် A60 city တွေပါတယ်လုံးဝအမှန်ကန်အဲ့လိုနေရာတွေပါတွားရင်တော့ကျွန်တော်ကောင်းကောင်းလေးပြန်ပြီး vlog ရိုက်မယ်ဒီနေ့ကတော့ဒီလောက်လေးပြောရင်းနဲ့ပဲနောက်ဆုံးကျွန်တော်တို့ကနေဒါကနေထွက်တော့မှာဖြစ်ပါတယ်ဒါကတော့ကနေဒါဖြစ်ပါတယ်ကနေဒါကနေ US ကိုရောက်တော့မယ် Continue straight. ဖြတ်တော့ရ finally US ကိုရောက်လာပါပြီတန်